ကဲထူးဆန်းတဲ့ဓာတ်လေးပြမလို့အသွားဒီရမဟုတ်ဘူးနော်အသွားဒီရအသွားပြောင်းမြန်တာရွှိဒါအသွားပြောင်းမြန်တာဒုတ်ဓာတ်လေးပေါ့တက်အောင်ကစစ်စီသားလေးနဲ့နည်းနည်းအောင်ရှောင်းလို့ပဲမိတောင်တော့ပြန်ကြက်ပြီးမှကန်လုံးမလို့တော့နာမည်လေးရအောင်လည်းလုံးမနော်နည်းနည်းလေးရှောင်းနေဟာလေဒီစားလေးပြန်ကြက်ပြီးလိုက်ပါမယ်ကဲဒါလေးကတော့မဟုတ်တဲ့အိမ်ကြီးအိမ်ရောက်လာပြီးစင်ရပြီးမှာသွားတဲ့အကိုကြီးကျွန်တော်မင်းနေလို့ပြန်ဆက်သွယ်ပြီးအောင်နော်နာမည်လေးပြအောင်ဘယ်နှမှတ်မိမှမသိဘူးမှတ်တော့မှတ်တာကျေးဇူးအများကြီးတင်ပါတယ်ကိုကြီး10မိနစ်ကြော်ပါ10မိနစ်မကြော်သေးဘူးဆိုလို့ရှင်ဒီမှာအသွားပြောင်းမြန်တော့ဒီဘက်ကအသွားအဲ့နဲ့ညင်းနေတနောအသွားတနောအသွားပြောင်းမြန်တာကျေးဇူးတင်ပါတယ်လို့ဟိုကောင်ပြောတဲ့အတိုင်းပဲကျေးဇူးပါမင်းပြောလိုက်ကြကျေးဇူးတင်နေတဲ့